မင်္ဂလာပါဗျာနော်အခုမှငှက်စမွေးမယ်ဘေကနာတယောက်အနေနဲ့ဘာတွေလေ့လာထားကမလဲဘာတွေလိုအပ်လဲဆိုတော့ကိုကျွန်တော်နည်းနည်းလေးရှင်းလေးလုပ်ပေးမယ်ဗျာနော်ပထမဦးဆုံးလေ့လာထားကမှာကကိုမွေးမဲ့ငှက်ရဲ့အမျိုးအစားပြီးရင်ဈေးနှုန်းဖြစ်ပါတယ်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ဒီငှက်ဆိုတာကအမျိုးအစားအများကြီးရှိတယ်ကြက်တွေမှာလည်း local တွေကကြက်တွေရှိမယ် input သွင်းလာတဲ့ကြက်တွေရှိမယ်အဲ့ဒီကိုမွေးမဲ့ငှက်ရဲ့အမျိုးအစားကိုသိထားရမယ်ပြီးရင်နောက်တစ်ခုကဈေးနှုန်းသိဖို့လိုပါတယ်ဗျဒီ local တွေကငှက်ဈေးနဲ့ input သွင်းလာတဲ့ငှက်တွေကဈေးကအကွာကြီးကွာပါတယ်ဗျအဓိကဈေးနှုန်းနဲ့အမျိုးအစားတွေသိချင်တယ်ဆိုရင်ကျွန်တော် page မှာသွားပြီးတော့ကြည့်လို့ရပါတယ်နောက်တစ်ခုကကိုမွေးမဲ့ငှက်အမျိုးအစားသိပြီဆိုရင်ဒီကောင်တွေဘာစားလဲဘာဘယ်လိုမျိုးထိန်းသိမ်းရမလဲဆိုတာလည်းလေ့လာထားဖို့လိုပါတယ်အဓိကကတော့ကိုမွေးမဲ့ငှက်အမျိုးအစားသိရမယ်သူ့ကိုကျွေးမဲ့အစာသိထားဖို့လိုပါတယ်ဗျနော်ကျွန်တော်တို့ဒီအစာလို့ပြောတဲ့နေရာမှာငှက်တစ်ကောင်နဲ့တစ်ကောင်ကျွေးတဲ့အစာချင်းကမတူဘူးဗျနော်ကြေးကျုပ်ဆိုရင်ကြေးကျုပ်အစာပဲစားမယ်ကော်ကလေးဆိုရင်ကော်ကလေးရဲ့အစာပဲစားမယ်ဗျအဲ့လိုမျိုးပဲတစ်ကောင်နဲ့တစ်ကောင်ကအစားတောက်တွေမတူတာဖြစ်လို့အစားတောက်သိရမယ်မျိုးစိတ်သိရမယ်ဈေးနှုန်းသိထားဖို့လိုပါတယ်ဗျနောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီငှက်မွေးမဲ့ဆိုရင်ငှက်လောင်ရတော့မရှိမဖြစ်လိုဖို့လိုတယ်ဗျနော်အခုမှငှက်စမွေးလူတော်တော်များများကငှက်ကိုအပြင်မှာပဲလွတ်ထားခြင်းတယ်ဗျလောင်နေကိုမထည့်ခြင်းလွတ်မွေးခြင်းတဲ့လူကတော်တော်များများအဓိကတော့အဲ့လိုမျိုးလွတ်မွေးလို့မရဘူးမဟုတ်ဘူးလွတ်မွေးလို့ရတယ်ကိုကန်ရင်တဲ့အချိန်တော့ပဲအပြင်ထုတ်ပြီးတော့ကျန်တဲ့အချိန်ကတော့ငှက်လောင်နေတယ်ပဲထည့်တာပါအဲ့ဒါကတော့ပို့ပြီးတော့ငှက်အတွက်လည်းစိတ်ဖြစ်ပါတယ်ဗျဘာဖြစ်လို့တောက်လျှောက်ကြီးမလွတ်ခိုင်းတာလဲဆိုရင်ငှက်တွေကတောက်လျှောက်လွတ်ထားတဲ့ခါကျရင်ဒီကောင်တွေအစာဘယ်နာစားရမလဲဆိုတာကိုသိချာရင်မသိတော့ဘူးနောက်တစ်ခုအဆိုးဆုံးကတော့ဒီကြောင်ရိုးကြောင်ချောင်းမှာကတ်နေတဲ့ဖုံမှုတ်တွေပိုးမွားတွေကိုစားမိပြီးတော့ငှက်ကအခမသိရင်ဝမ်းပြက်ဝမ်းလျှောဖြစ်နိုင်တယ်ဗျအဲ့လိုမျိုးတောက်လျှောက်လွတ်ထားတဲ့ငှက်တွေကဒီလူတွေနဲ့အတူတူနေတဲ့အခါမှာမမြန်တဲ့ပိုးမွားတွေကိုစားမိပြီးတော့တက်တန်းစိတ်မနေနိုင်တာကပို့ပြီးတော့များပါတယ်ဗျနော်အဓိကတော့ငှက်မွေးမဲ့ဆိုရင်တော့လှောင်လေးတစ်လုံးလိုမယ်အခုမှငှက်စမွေးမဲ့လူတို့ပြောနေတာနော်ဆရာကြီးတွေတော့မပါဘူးဆရာကြီးတွေကတော့ကြော်သွားလို့ရပါတယ်အဓိကငှက်ဈေးနှုန်းတွေမျိုးစားတွေသိချင်တယ်ဆိုရင်ကျွန်တော် page မှာသွားပြီးတော့ကြည့်လို့ရပါတယ်အဲ့ဒါလေးကိုကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်ကတော့မေးရန်အောင်ဖြစ်ပါတယ်ဗျ